ဒါကတော့အာကာသထဲကလာတဲ့စကြဝဠာကြက်သွန်ဖြူတစ်လုံးဖြစ်ပါတယ်လူတစ်ယောက်ကဒါကိုစားလိုက်တာနဲ့ချက်ချင်းဆိုသလိုကြွက်သားဖူးထစ်တွေနဲ့အားရင်ကြီးမားတဲ့သူအဖြစ်ပြောင်းလဲသွားမှာပါဒါပေမဲ့ဒီလိုထူးဆန်းတဲ့ကြက်သွန်ဖြူကိုဘယ်လိုကင်တွယ်ရမလဲဆိုတာကတော့တကယ်ကိုစိန်ခေါ်မှုတစ်ခုပါပဲကာမတ်စုတစ်ယောက်ဘယ်လိုလုပ်ရမလဲဆိုတာအသေးအတန်စဉ်းစားနေတော့မှပဲကြောက်စရာကောင်းတဲ့မျက်နှာထားနဲ့အမျိုးသားတစ်ယောက်ဟာသူ့စီကိုတိတ်တဆိတ်ချင်းကပ်လာပြီးကာမတ်စုရဲ့လက်ထဲကဓာတ်ကိုရုတ်တရက်လူယူလိုက်ပါတယ်တကယ်တော့အဲ့ဒီလူဟာကာမတ်စုကိုဒီကြက်သွန်ဖြူကိုဘယ်လိုကင်တွယ်ပြင်ဆင်ရမလဲဆိုတာသင်ပေးဖို့ရောက်လာတာပါကာမတ်စုရဲ့အလုပ်ပေါ်အာယုံစိုက်နေတဲ့ပုံစံကိုကြည့်ပြီးအဲ့ဒီအမျိုးသားဟာသူ့ရဲ့အတိတ်ကိုပြန်တတိယသွားပြီးစိတ်လှုပ်ရှားသွားခဲ့ပါတယ်သူတို့နှစ်ယောက်ဟာဒီစကြဝဠာကြက်သွန်ဖြူကိုအတူတူပြုပြင်ပြင်ဆင်ပြီးတဲ့နောက်အိမ်ခေါင်မိုးပေါ်ကိုယူဆောင်သွားခဲ့ကြပါတယ်အဲ့ဒီအမျိုးသားကကြက်သွန်ဖြူကိုစပွဲပေါ်တင်ပြီးအဖုံးကိုဖွင့်လိုက်ပါတယ်အဲ့ဒီအခါမှာတော့ကြက်သွန်ဖြူမွာလေးတွေဟာပထမများတွေလိုတလက်လက်တောက်ကနေတာကိုတွေ့ရပါတယ်ရုတ်တရက်ဆိုသလိုရွှေရောင်အရေးတစ်ဆက်ကျလာပြီးကြက်သွန်ဖြူဟာခရမ်းရောင်လင်းနှန်းတွေမိတ်တုံနဲ့အဖြူရောင်မြူကိုတွေကြားထဲမှာဖုံးလွှမ်းသွားပါတော့တယ်ခဏကြာမှာတော့အဲ့ဒီကြက်သွန်ဖြူဟာမီရှူမီပန်းတွေလိုကောင်းကင်တစ်ခုလုံးလင်းထိန်သွားအောင်ပောက်ကွဲထွက်သွားပါတယ်ကြေကျွေးနေသလိုမျိုးအလင်းဆက်တွေဟာမိုးရွာသလိုကျဆင်းလာခဲ့ပါတယ်ကြည်နေသူတွေအံ့ဩနေကြတော့မှပဲကြက်သွန်ဖြူဟာစပွဲပေါ်ကိုကြေတကွန်တစ်ခုလိုပြန်ကျလာပါတယ်ဒီစကြဝဠာကြက်သွန်ဖြူဟာမြင့်မြတ်တဲ့အရှိန်ဝါတွေထွက်ပေါ်နေပြီးနောက်မှာတော့ဖြည်းဖြည်းချင်းငါးညွာဖြစ်ကွဲထွက်သွားပါတယ်အနားမှာရှိနေတဲ့လူတော်များများဟာတမွာစီကိုယူပြီးမြည်ဆန်းကြည့်လိုက်ကြပါတယ်မျက်စိတမိတ်တွင်းမှာပဲအမြဲတမ်းနူးညံ့သိမ်မွေ့တဲ့ကာမတ်စုလေးဟာကြွက်သားဖူးအထစ်တွေနဲ့တမန်လှတဲ့အမျိုးသားကြီးတဦးအဖြစ်အသွင်ပြောင်းလဲသွားပါတော့တယ်